နာမည်ကြီး celebrity အများစုကတော့ Instagram ကိုသုံးကြပါတယ်ဒီတစ်ခေါက်မိတ်ဆွေတို့ကိုကျွန်တော်ပြောပြမှာတော့ Instagram အကောင့်ဖွင့်နည်းလေးကိုမျှဝေပေးပါမယ် Instagram အကောင့်တစ်ဖွင့်ဖို့ဆိုရင်ကျွန်တော်တို့က Play Store ကနေပြီးတော့ Instagram ကိုကျွန်တော်တို့သွားကူးယူအောင်ဖြစ်ပါတယ်ဒါကျွန်တော်ကတော့ကူးပြီးသားဖြစ်တဲ့ကြောင့် Instagram application တွေကိုကျွန်တော်တို့တန်းဝင်မယ်ပထမသိထားမယ့်ချက်ကကျွန်တော် Instagram ကိုအကောင့်ဖွင့်တော့မယ်ဆိုလို့ရှိရင်လည်းကျွန်တော်တို့ VPN လိုပါတယ်အဲ့တော့ကျွန်တော်တို့ Instagram နဲ့တစ်ချက်ဝင်မယ်ဝင်လိုက်တဲ့ခါကျရင်ဒါကတော့ကျွန်တော် Instagram အကောင့်ဟောင်းရှိပြီးသားပေါ့နော်အဲ့တော့အကောင့်အသစ်စဖွင့်မဲ့သူတွေဆိုလို့ရှိရင်ကျွန်တော် create new account ထဲကိုဝင်လိုက်ပါဒီထဲမှာကျွန်တော်တို့ကဖုန်းနံပါတ်နဲ့ကျွန်တော်တို့အကောင့်ဖွင့်မှာလားလို့မေးထားရပေါ့နော်အောက်မှာ send at with email ပေါ့နော်ကိုယ့်ရဲ့ email နဲ့ကျွန်တော်အကောင့်ဖွင့်မှာလားဆိုမေးထားရပေါ့နော်အဲ့တော့ကျွန်တော်တို့ကနေပြီးတော့ send at with email နဲ့ကျွန်တော်တို့ကနေပြီးတော့တစ်ချက်နှိပ်လိုက်ပါ email နဲ့ကိုကအကောင့်ဖွင့်မှာဖြစ်တဲ့ကြောင့်ဒီနားလေးမှာကိုယ့်ရဲ့ email သို့မဟုတ် Gmail လေးကိုကျွန်တော်တို့ကရိုက်ထည့်လိုက်ပါကျွန်တော်တို့ကိုယ့်ရဲ့ email ကိုကျွန်တော်ရိုက်ထည့်ပြီးပြီဆိုလို့ရှိရင်ကျွန်တော်တို့က next ကိုဆက်သွားပြီးပါကျွန်တော်တို့က Instagram အကောင့်ဖွင့်ထားတဲ့သူတွေကပေါ့နော်ပြောမယ်ဆို social media မှာဆိုလို့ရှိရင်ကျွန်တော် celebrity က Instagram အကောင့်ဖွင့်ပြီးသုံးကြရပေါ့နော်ကျွန်တော်တို့လည်းသုံးချင်တဲ့သူတွေအတွက်ပေါ့နော်ဒါဆိုလို့ရှိရင်အနာတဲ့ confirmation code ကိုကျွန်တော်တို့ရဲ့ email မှာကျွန်တော်တို့ကသွားပြီးတော့ကြည့်ရမယ်ပေါ့နော်19365ပြီးလို့ရှိရင်ကျွန်တော်တို့က next ကိုဆက်နှိပ်လိုက်ပါပြီးလို့ရှိရင်ဒီမှာကျွန်တော်တို့ Instagram ပေါ့နော် password စပြီးတော့ပေးပါမယ်အဲ့တော့ကိုကြိုက်တဲ့ password ကိုစပြီးတော့ပေးပါကျွန်တော်တို့ password ပေးပြီးပြီဆိုလို့ရှိရင်ကျွန်တော်တို့က next ကိုဆက်နှိပ်ပါဒါဆိုလို့ရှိရင်ကျွန်တော်တို့က save ပေါ့နော် save you are login info ဆိုတော့ကျွန်တော်တို့ save ကိုနှိပ်လိုက်ပါပြီးလို့ရှိရင်ဒီနားလေးမှာကျွန်တော်တို့မွေးတက်ကတစ်ကိုကျွန်တော်တို့ရွေးခိုင်းတယ်ပေါ့နော်ကိုယ့်ရဲ့မွေးတက်ကတစ်ကိုကျွန်တော်ထည့်ပေးပါကိုယ့်ရဲ့မွေးတက်ကတစ်ကိုကျွန်တော်ရေးပြီးပြီဆိုလို့ရှိရင်ကျွန်တော်တို့က next ကိုဆက်နှိပ်ပေးပါဒီမှာကိုယ့်ရဲ့နာမည်ပေါ့နော်ကိုယ့်နာမည်အပြည့်စုံကျွန်တော်ကတော့ဒီနားလေးမှာမြန်မာလိုလေးရေးလိုက်ပေါ့နော်ပြီးလို့ရှိရင်ကျွန်တော် next ကိုဆက်နှိပ်ပါဒီအဆင့်မှာတော့ကျွန်တော် user name မှာတော့ email နာမည်လေးပဲပြန်ပေါ်ပေးပါတယ်ကျွန်တော် user name ကိုလည်းတွားတစ်ခါတန်းပေးပြီးသားဖြစ်တယ်ပေါ့နော်ပြီးလို့ရှိရင်ကျွန်တော် next ကိုဆက်ပြီးတော့နှိပ်ပေးပါကျွန်တော်တို့တုံးထားတဲ့ email ရဲ့ user နဲ့ပေါ့နော်ဒီမှာ user name လေးကတန်းပြီးတော့ပေါ်နေပြီးတော့ next ကိုဆက်နှိပ်ပါပြီးလို့ရှိရင်ကျွန်တော်တို့တို့ရဲ့ပေါ့နော်ပြောမယ်ဆိုရင် policy တွေကိုစီကတ်တွေကိုကျွန်တော်တို့က agree ကိုဆက်ပြီးတော့နှိပ်ပေးလိုက်ပါဒါဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ပေါ့နော် Instagram account ကစပြီးတော့ပွင့်နေပြီပေါ့နော်အဲ့တော့ကျွန်တော်လောလောဆယ်ပုံမထည့်သေးဘူးပုံထည့်ခြင်းနဲ့ဆိုရင်တကယ်ချင်းတော့ဒီနားလေးမှာဒီပုံလေးကိုတစ်ချက်နှိပ်ပြီးတော့ပုံထည့်လိုက်ပေါ့နော်ကျွန်တော်အကောင့်ဖွင့်ပြနေဖြစ်ကျွန်တော် skip နဲ့ကြော်သွားတယ် Welcome to Instagram ပေါ်လာပြီဆိုရင်ကျွန်တော်တို့ရဲ့ Instagram account ပွင့်သွားပါပြီဒါကတော့ social media ပေါ်မှာကျွန်တော်တို့ Instagram account ကိုနော်မသုံးဘူးတဲ့သူတွေတခါမသုံးဘူးတဲ့သူတွေသုံးလို့ရအောင်လို့ကျွန်တော် account ကိုလည်းတစ်ခုဖွင့်ပေးနည်းကိုသင်ပေးတာဖြစ်ပါတယ်အားလုံးကိုလည်းကျေးဇူးတင်ပါတယ်